ထိမ့်မနိုင်သိမ့်မရဖြစ်နေတဲ့ကားတစ်စီးဟာလမ်းဘေးကိုအရှိန်နဲ့ပြေးဝင်လာပါတယ်။အမျိုးသားဖြစ်သူဟာသူ့ချစ်သူမိန်းကလေးကိုဘေးကိုအမြန်တွန်းဖယ်လိုက်ပေမဲ့သူကိုယ်တိုင်ကတော့ကားတိုက်ခံလိုက်ရပါတယ်။အမျိုးသမီးကတော့သွေးယူသွေးတန်းနဲ့သူ့ချစ်သူကိုခွဲစိတ်ခန်းနဲ့အမြန်ပို့ခဲ့ရတာပေါ့။ဒါပေမဲ့ခွဲစိတ်ခန်းတကားပိတ်သွားတာနဲ့တပြိုင်နက်ပြင်းထန်စွာဒဏ်ရာရထားတဲ့ဆိုတဲ့ထိုအမျိုးသားဟာချက်ချင်းဆိုသလိုပြန်နိုးလာခဲ့ပါတယ်။ခွဲစိတ်ခန်းထဲမှာလည်းအောင်ပွဲခံတန်းတွေစူညံသွားတော့တာပါပဲ။တကယ်တော့ဒီကားအစစ်တင်ဟာမျိုးသားကသူ့ချစ်သူသူ့ပေါ်တကယ်ချစ်မချစ်စမ်းသပ်ဖို့အတွက်တငယ်ချင်းတွေနဲ့ပေါင်းပြီးတေချာကြံစီထားတဲ့အကွက်တစ်ခုသာဖြစ်နေပါတယ်။တကားအပြင်ဘက်မှာငိုကြွေးပူဆွေးနေတဲ့ချစ်သူကိုကြည့်ပြီးထိုမျိုးသားဟာကျဉ်နဲ့ပီတိဖြစ်နေခဲ့ပါတယ်။သူဟာအပြင်ထွက်ပြီးအမှန်တရားကိုဖွင့်ပြောဖို့ပြင်လိုက်ပေမဲ့တငယ်ချင်းဖြစ်သူကတားဆီးပြီးသူမရဲ့တစ္ဆာတရားကိုနောက်တစ်ကြိမ်ထပ်ဆန်းကြည့်ဖို့တတိရှိလားလို့မေးလိုက်ပါတယ်။အမျိုးသားကလည်းမဆိုင်မတော့ပဲသဘောတူလိုက်တာပေါ့။အဲ့ဒီနောက်တငယ်ချင်းဖြစ်သူကဆရာဝန်ရောက်ဆောင်ပြီးအမျိုးသမီးကိုပြောလိုက်တာကတော့မင်းရဲ့ချစ်သူကဒဏ်ရာပြင်းထန်လို့အပင်လိုက်တဲ့ vegetable ဖြစ်သွားနိုင်တယ်သူ့အသက်ကိုဆက်ထိန်းထားခြင်းရင်ခွဲစိတ်ခအတွက်ဒေါ်လာ9သိန်းပေးရမယ်တဲ့ဒီလိုပြောလိုက်ရင်အမျိုးသမီးကလက်လျှော့သွားလိမ့်မယ်လို့သူတို့ထင်ခဲ့ကြပေမဲ့သူမကတော့ဘလို့ပဲဖြစ်ဖြစ်ကဲမှာပါလို့ပြက်ပြက်တသားပြန်ပြောခဲ့ပါတယ်ဒါတွေကိုအမျိုးသမီးရဲ့မိဘတွေကလည်းကြားသွားခဲ့ပါတယ်အဲ့ဒီအမျိုးသားဟာသူတို့ရဲ့မွေးနေ့ပွဲတွေကိုအထူးတလဲကျင်းပပေးခဲ့ဘူးတာတွေသူတို့ကိုမိသားစုရင်းချလို့ဆက်ဆံခဲ့တာတွေကိုတတိယသွားပြီးသူတို့ရဲ့စုဆောင်းငွေအားလုံးကိုထုတ်သုံးပြီးငွေရှာပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်အမျိုးသားရဲ့တငယ်ချင်းကတော့ဒီမိသားစုကဒီလောက်အထိကျင်နာတတ်မယ်လို့မထင်ထားတာကြောင့်တလအတွင်းငွေကြေးပေးရမယ်ဆိုပြီးပိုခက်ခဲအောင်တမင်လုပ်လိုက်ပြန်ပါတယ်အဲ့ဒီချိန်ကစပြီးအမျိုးသမီးရဲ့ဖခင်ဟာတနေ့ကိုအလုပ်3ခုဆင်းရပြီးဗိုက်စားတဲ့အခါသူများတွေလွှင့်ပစ်ထားတဲ့ပြောင်းမှုလက်ကျန်တွေကိုကောက်စားပြီးအလုပ်လုပ်ခဲ့ရပါတယ်ဒါပေမဲ့ကန်ဆိုးမိုးမောင်ကျတဲ့အဖြစ်အပျက်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်ဖခင်ဖြစ်သူဟာအလုပ်ပင်ပန်းလွန်းတာကြောင့်စောက်လုပ်ရေးလုပ်ငန်းခွင်ပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်ဒီသတင်းဆိုးကိုကြားလိုက်ရတဲ့မိခင်ဖြစ်သူဟာလည်းလွန်စွာဝမ်းနည်းပူဆွေးပြီးကွယ်လွန်သွားခဲ့ပါတယ်သူတို့ရဲ့နောက်ဆုံးဆန္ဒကတော့သမီးဖြစ်သူရဲ့ချစ်သူနိုးထလာဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအမျိုးသားကတော့သူ့တငယ်ချင်းတွေနဲ့အတူအောင်ပွဲခံပျော်ပါနေခဲ့ပါတယ်မိမိမကတနေ့လုံးမလာဘူးမင်းကိုစွန့်ပစ်သွားပြီးထင်တယ်လို့တငယ်ချင်းဖြစ်သူကမြောက်ပင်ပြောတာကိုအတိညာနေတဲ့ထိုမျိုးသားကတကယ်ယုံသွားခဲ့ပါတယ်အခန်းထဲမှာချစ်သူကိုအပြစ်တင်စောရကတက်နေတော့မှပဲတကားနာမှာသူမရဲ့အရေးကိုမြင်လိုက်ရပါတယ်တငယ်ချင်းတွေအမြန်ပုံးလိုက်ကြပြီးအမျိုးသားကလည်းအိတ်ချင်အောင်ဆောင်လိုက်ပါတယ်အမျိုးသမီးဟာကတင်ပေးမှရက်ပြီးသူ့ကိုအမြန်နိုးလာဖို့ငိုယိုဆူတောင်းရင်းဘလို့ပဲဖြစ်ဖြစ်ကုသပေးမယ်လို့ကတိပေးနေပြန်ပါတယ်အမျိုးသားဟာစိတ်လှုပ်ရှားသွားပြီးအမှန်တရားကိုပြောပြဖို့လုပ်နေတော့မှပဲအမျိုးသမီးစီကိုအလုပ်ကနေအချိန်ပိုဆင်းဖို့ဖုန်းဝင်လာတာကြောင့်သူမထွက်သွားခဲ့ပါတယ်သူမထွက်သွားတာနဲ့အမျိုးသားဟာသူ့ချစ်သူကသူ့ကိုဘလောက်ချစ်ကြောင်းတငယ်ချင်းတွေကိုကြွားလုံးထုတ်တော့တာပါပဲဒါပေမဲ့အဲ့ဒီအချိန်မှာပဲအမျိုးသမီးကအိမ်မေ့ကြံခဲ့လို့အခန်းထဲကိုပြန်ဝင်လာပြီးချစ်သူနိုးနေတာကိုတွေ့သွားပါတယ်တငယ်ချင်းဖြစ်သူကတော့အခုမှနိုးတာပါဒါပေမဲ့မှတ်ညံအချို့ပျောက်ဆုံးနေတယ်ဆိုပြီးချက်ချင်းလိန်ညာလိုက်ပါတယ်အမျိုးသားကလည်းခေါင်းကိုက်ချင်အောင်ဆောင်ပြီးမင်းကဘာတူလဲလို့မေးလိုက်ပါတယ်အမျိုးသမီးကတော့သူမဟာချစ်သူဖြစ်ကြောင်းနဲ့ယောဂပြောက်အောင်ကူပေးမဲ့အကြောင်းပြောပြီးအလုပ်ကိုအမြန်ပြန်သွားခဲ့ပါတယ်အမျိုးသားဟာအလုံးပြောသွားပြီးနောက်တစ်ပတ်မှာပဲသူမကိုလက်ထပ်ခွင့်တောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့အလိမ်ညာတွေဟာမကြခင်ပေါ်တော့မယ်ဆိုတာသူမသိခဲ့ပါဘူးတနေ့မှာအမျိုးသမီးဟာမြင့်မြတ်တဲ့ညစာစားပွဲတစ်ခုမှာစပွဲတို့အဖြစ်အလုပ်လုပ်နေတော့အဲ့ဒီအမျိုးသားကိုတွေ့လိုက်ရပါတယ်အမျိုးသားကသူ့တငယ်ချင်းတွေကိုဒီကစားပွဲကိုစောစောအဆုံးသတ်တော့မယ်လို့ပြောရင်းအရင်ကဖြစ်ပျက်ခဲ့သမျှအမှန်တရားအလုံးကိုဖွင့်ပြောနေတာကိုသူမကြားသွားခဲ့ပါတယ်။အဲ့ဒီတော့မှသာဒီအမျိုးသားဟာသူမကိုတစ်ချိန်လုံးလိန်ညာနေခဲ့မှန်သူ့ရဲ့အလိန်ညာတွေကြောင့်ပဲသူမရဲ့မိဘတွေတည်ဆုံခဲ့ရမှန်သူမသိသွားပါတော့တယ်။အမျိုးသမီးဟာဒေါသအလိတ်လိတ်ထွက်လာပြီးဝိုင်ခွက်ကိုကောက်ကင်ကအမျိုးသားရဲ့မျက်နှာကိုမဆိုင်မတော်ပတ်လိုက်ပါတယ်။သူမဟာမျက်နှာဖုံးတက်ထားတာကြောင့်အမျိုးသားကမမှတ်မိပဲသူ့တငယ်ချင်းတွေကိုဒီမိမကိုအဆုံးမလိုက်စမ်းလို့အမိန့်ပေးပြီးသူမကိုပွဲထဲကနေအတင်းနေထုတ်ခိုင်းလိုက်ပါတယ်။အမျိုးသမီးကတော့သူ့ချစ်သူအပေါ်လုံးဝစိတ်ပြတ်သွားပြီးဘယ်တော့မှခွင့်မလွတ်ဘူးလို့တစ္ဆာဆိုလိုက်ပါတော့တယ်။